လူတိုင်းမှာနေ့စဉ်ပတ်ဝန်းကျင်နဲ့မြင်တွေ့ထိတွေ့နေကြတာဖြစ်တော့ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာဖြစ်ပျက်နေတဲ့အရာတွေကိုရှုမြင်သုံးသပ်ကြည့်တတ်ဖို့လိုအပ်တယ်ပေါ့အဲ့ဒါလိုမကြည့်ပဲနဲ့နော်ဒီအိုတဲ့လူတွေ့လဲသူကသူအိုတာငါနဲ့မဆိုင်ဘူးနာတဲ့လူတွေ့လဲသူကသူနာတာငါနဲ့မဆိုင်သေတဲ့လူတွေ့လဲငါတော့မသိဘူးသူကသူသေတာပဲဆိုပြီးတော့ငါလေဒီလိုအဖြစ်ဆိုးမျိုးတွေနဲ့ကြုံနိုင်တယ်ကြုံရအောင်မှာပဲမေ့နေလို့တော့မဖြစ်ဘူးကုသိုလ်ကောင်းမှုတွေလုံးဝပဲဆိုတဲ့အတွေးလေးတွေးတတ်ဖို့ဒါကိုပြောတာနော်ပတ်ဝန်းကျင်ကိုရှုမြင်ပြီးတော့ပတ်ဝန်းကျင်ကိုရှုမြင်ရမယ်ဆိုတတိထားရမယ်ကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုတတိထားရမယ်တတိထားပြီးတော့အသိဉာဏ်နဲ့ဆင်ခြင်ရမယ်ရှုမြင်ခြင်းဆင်ခြင်ခြင်းဒီနှစ်ခုပတ်ဝန်းကျင်ကိုရှုမြင်ပြီးတော့ဆင်ခြင်ပြီးတဲ့အခါမှာကိုယ့်ဘဝကိုကိုပြင်မာလို့ဆိုလိုတယ်ပေါ့နော်အဲ့ဒါလို့ကိုယ့်ဘဝကိုရှုမြင်ဆင်ခြင်ပြီးတော့ပြုပြင်သွားတဲ့ပုဂ္ဂိုလ်တွေဟာသူတော်သူကောင်းတွေဖြစ်ပြီးတော့တန်တရားဝတ်ကလွတ်တော်ကြတာအဲ့ဒါလို့မဟုတ်ဘဲနဲ့အမတ်တမဲ့နေတဲ့ပုဂ္ဂိုလ်တွေဟာတန်တရားရင်ကျော်မှမျောပြီးတော့သွားကြတယ်ဒီအကြောင်းလေးကို950ဇာတ်ထဲမှာ480မြောက်ဖြစ်တဲ့ကုံဘကာရဇတ်အဲ့ဒီဇာတ်ထဲမှာပါတဲ့အကြောင်းအရာလေးတွေကိုမှတ်သားနာယူပြီးတော့ပတ်ဝန်းကျင်ကိုရှုမြင်တတ်ဖို့လေ့ကျင့်ထားအနာမရကတန်ရုံမှာမြတ်စွာဘုရားဟောတယ်လို့ပဲအချိန်လေးဆိုတဲ့ပုဂ္ဂိုလ်တွေမြင်ငါလည်းခံခဲ့ရဘူးတယ်တန်တရားမှာငါလည်းကြုံခဲ့ဘူးတယ်ဟောကောင်းတာမြင်ဆိုးတာမြင်ငါလည်းကြုံခဲ့ရဘူးတယ်ဒါတွေကတန်တရားဒုက္ခတွေပဲလို့ဆိုတဲ့အတွေးလေးတွေတွေးပြီးတော့ငါတော့ကောင်းအောင်လုပ်ပါပဲဆိုတဲ့ကောင်းတဲ့အခြေအနေမအိုခင်မနာခင်မသေးခင်ငါကောင်းတာတွေလုပ်ရမယ်လို့ဆိုတဲ့ကောင်းရာတုပြီးတော့ကောင်းမှုတွေကိုပြုနိုင်ဖို့အတွက်ဆင်ခြင်စဉ်းစားရမယ်ပြုပြင်နေဆိုတာကိုယ့်ဘဝကိုနေစဉ်ဆင်ခြင်သုံးသပ်ပြီးတော့မြတ်စွာဘုရားဟောတဲ့ဒေသနာတော်လို့နော်ဒီကထံဘူတတ္တမေရတ္တိជីဝဝိတိဝတ္တန္တိငါမှနေတွေညတွေရက်တွေနှစ်တွေလတွေကုန်းလာခဲ့တာဘာတွေနဲ့ငါကုန်းနေတာလဲတနေ့တာအချိန်တစ်ခုကုန်းဆုံးသွားတာငါမှဘာနဲ့ကုန်းဆုံးတာလဲတန်ဖိုးမရှိတဲ့အရာတွေလောက်ကင်ပြီးတော့ကုန်းဆုံးတာလားကုသိုလ်စိတ်နဲ့ကုန်းဆုံးတာလားသို့မဟုတ်အကုသိုလ်စိတ်တွေနဲ့ကုန်းဆုံးသွားတာလားတနေ့ပြီးတနေ့ငါဟာအသက်ကြီးလာပြီကြီးလာတဲ့အခါမှာဒီတဏှာကဒီတဏှာရဲ့ဒုက္ခတွေဆိုတာအမတမကြီးတယ်ဒါကြောင့်မို့လို့ငါကောင်းတာတွေလုပ်ဖို့လိုအပ်တယ်လို့ကိုယ့်ကိုတတိထားပြီးတော့ဆင်ញင်သုံးသပ်တတ်ဖို့လိုအပ်တယ်ဆင်ញင်သုံးသပ်ပြီးတော့ကိုယ့်ကိုပြင်ရမယ်မကောင်းသေးရင်ကောင်းအောင်ပြင်မယ်နော်ကုသိုလ်ဘက်ကအားနေနေရင်ကုသိုလ်တွေများများလုပ်ဖို့ပြင်ရမယ်အဲ့ဒါလို့ကိုယ့်ကိုဘဝကိုပြုပြင်ရမယ်ဆိုတာမြတ်စွာဘုရားရဲ့အဆုံးအမတရားပဲဖြစ်တယ်ပေါ့